ကဲညီကိုရအောင်ပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှလည်းဒီပွဲစဉ်တွေကတော့ရှိတယ်ဗျကျွန်တော်ဒီနေ့ညမှာ EPL လက်ချန်တပွဲရှိမယ်ကျွန်တော်ဒီစပိန်လာလီဂါကျွန်တော်ဒီစနေတနင်္ဂနွေနေ့မှာကစားမကစားတဲ့ကျွန်တော်ဒီစပိန်လာလီဂါပွဲစဉ်တွေရှိမယ်ပြီးတော့ကျွန်တော်ဒီ English Championship ကပွဲစဉ်တွေလည်းရှိမယ်ဗျကျွန်တော်ဒီကိုပါဖလားကတ်တို့ပါလို့လည်းရှိမယ်ကျွန်တော်ဒီနေ့ညမှာလည်းကျွန်တော်ဒီဈေးတန်းအကြိုက်တဲ့ကျွန်တော်နှစ်ပွဲလောက်ကိုပဲကျွန်တော်အကောင့်မွန်တော်အနေနဲ့ကျွန်တော်ရွေးချယ်ပြီးတော့သုံးသပ်ပေးမယ်ကျွန်တော်ကျန်တဲ့ပွဲစဉ်တွေကဒီကျွန်တော်ရဲ့ဒီ channel ထဲမှာပဲကျွန်တော်ဒီညမှာမောင်းကတ်နဲ့ကျွန်တော်တပွဲကောင်းတဲ့အနေနဲ့ကျွန်တော်တင်ပေးပါမယ်ညီကိုဒီစိတ်ဝင်စားရင်ကျွန်တော် channel လေးကိုလာရောက် join ပေးဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့ဟုတ်ပြီ brother ကျွန်တော်စလိုက်ရအောင်ပထမဆုံးပွဲစဉ်အနေနဲ့ကတော့ကျွန်တော်ဒီ EPL ကျွန်တော်ဒီ Brighton နဲ့ Chelseaအခုလက်ရှိမှာကျွန်တော်ဒီ Brighton က level 15-20ရှုံးဆိုပြီးတော့ပေးထားတယ်အင်္ဂွင်းကနေပြီးတော့မှဒီဂိုးပေါင်းသေးက330ဆိုပြီးတော့ကျွန်တော်ဒီဈေးတန်းတစ်ရက်ကိုတော့ပေးထားတယ်ဒီဈေးတန်းကိုကြည့်ရမယ်ဆိုရင်တော့မှဒီဂိုးပေါင်းအပေါ်ဘက်ကိုသွားမဲ့ဈေးတန်းမျိုးဆိုပြီးတော့ဒီဈေးတန်းခေါ်ထားတဲ့ပုံစံမျိုးမှာတော့ရှိတယ်ဟုတ်ပါအခုလက်ရှိကျွန်တော်ဒီကြည့်ရမယ်ဆိုရင်တော့မှအခုလက်ရှိမှာလည်းကျွန်တော်ဒီ Brighton ကလက်ရှိမှာ current form တော်တော်လေးကောင်းနေတဲ့အချိန်မှာလည်းပါတယ်ကျွန်တော်ဒီအိမ်ကွင်းမှာဆိုရင်တော့မှဒီနောက်ဆုံး9ပွဲမှာကဒီ3ပွဲလောက်ထိနိုင်ထားတယ်ဒီတပွဲတည်ရင်နဲ့တပွဲလောက်ထိပဲသူရှုံးထားတဲ့ပွဲစဉ်ကိုကြည့်ရမယ်ဆိုရင်တော့မှဒီ Arsenal ကိုပဲသူရှုံးနေထားလေးတော့ရှိတယ်လက်ရှိမှာတော့ဒီတော်တော်လေး form ကောင်းနေတဲ့ထဲမှာတော့ပါတယ် brother တို့ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုရင်တော့မှအခုလက်ရှိမှာကဒီဥရောပဝင်ခွင့်ရဖို့အတွက်ကိုပဲသူတေချာပေါက်စူးစမ်းပြီးပဲကစားလာမလားဆိုတော့ကျွန်တော်ဒီစဉ်းစားစရာရှိတယ်အခုလက်ရှိအမှတ်ပေးစရာအရာမှာဆိုတော့ Brighton ကကျွန်တော်အဆင့်6မှာရှိတယ်ဒီအဆင့်6ဒီဝင်ခွင့်ရဖို့အတွက်ကတနေရာကဒီ Chelsea နဲ့ကကျွန်တော်တမှတ်လောက်ပဲကွာတယ် brother တို့အခုလက်ရှိ Brighton အနေနဲ့ဒီညမှာတေချာလေးဒီခံကန်ပြီးကစားသွားမယ်ဆိုရင်တော့မှဒီ Chelsea ရဲ့နေရာကိုရောက်ပြီလို့တော့ပြောယူလို့ရတယ်ဘာလို့ဆိုအခုလက်ရှိမှာကညီကိုတို့သိတဲ့အတိုင်းပဲ EPL မှာကကျွန်တော်ရမှတ်ကဒီ48ဒီကများတယ်48ကျွန်တော်3သင်းလောက်တော့ရှိတယ်ကျွန်တော် Brentford က48ကျွန်တော်ဒီဘုံမောက်ကကျွန်တော်အဆင့်အမှတ်48နဲ့ကျွန်တော်ရှိနေတယ်ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုရင်တော့မှဒီနေ့ကျွန်တော်ဒီရာသီ EPL ကဒီတော်တော်လေးကြီးလို့ကောင်းမယ်ထဲမှာတော့ပါတယ်ဘာလို့လဲဆိုတော့အခုလက်ရှိမှာကဥရောပဝင်ခွင့်ရဖို့တနေရာရဖို့တော့ကိုမှဒီစူးစမ်းပြီးတော့ကန်နေတဲ့အတင်းညီကိုတို့သိတဲ့အတိုင်းပဲ Brighton ဆိုတော့လေဒီပွဲစဉ်ကိုတော့ဒီလုံပွဲမလုပ်သွားဖို့လောက်ထိတော့ကျွန်တော်မျှော်လင့်မိတယ်ကျွန်တော်ဒီတစ်ဖက်ကျွန်တော်ဒီ Chelsea ရဲ့ဒီလက်ရှိ current form တွေအရာညီကိုတို့သိတဲ့အတိုင်းပဲတော်တော်လေးဒီရာသီမှာကြောင်ပြောက်နေတဲ့အထဲမှာပါတယ်ဒီပထမဒီနီးပြကြီးကျွန်တော်ဒီ Enzo Maresca လက်ထက်မှာတော့ဆိုတော့မှဒီကန်ကဲတော့ကနည်းနည်းလေးအဆင်ပြေနေသေးတယ်လို့ပြောလို့ရတယ်အခုဒီလက်ရှိဒီ Rosinha လက်ထက်မှာတော့ဒီတော်တော်လေးတော့အခြေအနေစိုးနေတဲ့အထဲမှာတော့ပါတယ်ဘာလို့လက်ရှိနောက်ဆုံးကစားခဲ့တဲ့ဒီ current form ကိုကြည့်ရမယ်ဆိုရင်တော့မှနောက်ဆုံးကစားခဲ့တဲ့ Man U နဲ့ပွဲစဉ်မှာဆိုရင်တော့မှ Man U ရဲ့ဒီ cancel ကဒီတော်တော်လေးဒီလူမစုံတာတော့မှ Chelsea အနေနဲ့ကဒီဂိုးပေါက်တစ်လုံးရအောင်တော့ထည့်ပြီးတော့မသွင်းနိုင်ခဲ့ဘူးဒီတစ်ချက်ကိုကြည့်ရမယ်ဆိုတော့မှဒီအိုက်ပွဲစဉ်မှာဆိုတော့ဒီကိုပါမာတို့ဒီဂျော်ဘတ်ထရိုတို့ဘာတို့ကတော်တော်လေးဒီကြောင်ပြောင်းနေတဲ့အထဲမှာလည်းပါတယ်လက်ရှိကျွန်တော်တို့ဒီနောက်ဆုံး9ပွဲကိုခြုံကြည့်ရမယ်ဆိုရင်တော့မှကျွန်တော်တို့ဒီ FA Cup မှာကဒီ League 1 club ကိုပဲသူ9-0လောက်ထိသူနိုင်လာတယ်ဒီတစ်ချက်ဒီနောက်ဆုံးပွဲစဉ်တွေကိုကြည့်ရမယ်ဆိုရင်တော့ Newcastle ကိုသူ 0-1 နဲ့ရှုံးတယ်ဒီ PSG ကိုမှ 0-3 ကျွန်တော်ဒီ Everton ကို 3-0 လုံးဝဒီတောက်လျှောက်ဒီ EPL မှာဆိုရင်4ပွဲဆက်5ပွဲဆက်လောက်ထိရှုံးနေတယ်လို့တော့ပြောယူလို့ရတယ်ကျွန်တော်ဒီဂိုးပေါက်ကလည်းလုံးဝမတည့်ထားဘူးကျွန်တော်ဒီနောက်ဆုံး9ပွဲမှာ6ပွဲလောက်ထိတော့ကြီးရှုံးတာလေးတွေတော့ရှိတယ်ကျွန်တော်ဒီပွဲစဉ်မှာတော့ Chelsea အနေနဲ့ထပ်ပြီးတော့ပဲဒီကြီးရှုံးလားဒီအသင်းမဲ့အနိုင်ကစားသွားမလားဆိုတော့ကျွန်တော်တို့ဒီစဉ်းစားစရာတော့ရှိတယ်လက်ရှိဒီပွဲစဉ်မှာChelsea အနေနဲ့ကတော့အနိုင်မဟုတ်ဘူးဆိုရင်တော့မှတရေလောက်တော့ဒီထိန်းပြီးတော့ကန်ဖို့တော့လုံနေပြီလို့တော့ကျွန်တော်ယူဆမိတယ်ဘာလို့လဲဆိုတော့ကျွန်တော်လက်ရှိမှာကဒီ EPL မှာ4ပွဲဆက်ဂိုးမရတာကိုကြည့်ရရင်တော့မှဒီအခုလက်ရှိမှာကကစားသမားတွေကလည်းဒီ PR တွေတော်တော်များနေပြီလို့တော့ကျွန်တော်ယူဆမိတယ်ဘာလို့ဆိုတော့အခုလက်ရှိမှာဒီ Brighton ကလည်းဒီတော်တော်လေးဒီကောင်းနေတဲ့အထဲမှာလည်းပါတယ်ကျွန်တော်ဒီပထမအကြောမှာတော့ကဒီ Chelsea ကွင်းမှာပဲကျွန်တော် Chelsea က level 100လောက်ထိပေးပြီးတော့မှဂိုးပေါင်းသေးက3D ပေးခဲ့တယ်အဲပွဲစဉ်မှာဆိုရင်တော့မှ 1-3 ဆိုတဲ့ရလဒ်နဲ့သူရှုံးနေထားတယ်ဒီလက်ရှိမှာညီကိုတို့သိတဲ့အတိုင်းပဲကျွန်တော်ဒီ Chelsea ကဒီလက်ချံပွဲတွေကိုကြည့်ရမယ်ဆိုရင်တော့မှကျွန်တော်ဒီလက်ချံပွဲကလည်း Chelsea အနေနဲ့ကပွဲချက်ကာလာလေးတွေတော့ရှိလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ဘာလို့လဲဆိုတော့ဒီပွဲစဉ်ပြီးသွားတဲ့အခါကျရင်တော့မှဒီသူ Leeds United နဲ့ဒီ FA Cup မှာကစားမယ်ပြီး Nottingham Forest ကျွန်တော်တက်ဆင်းဆိုပြီးတော့ Liverpool နဲ့ထပ်ပြီးကစားမယ်ဒီလက်ချံပွဲတွေမှာဆိုရင်တော့မှသူ့အနေနဲ့ကတော်တော်လေးဒီကြောင်ပြောင်းနိုင်တဲ့အတိုင်းမှာတော့ရှိတယ်ဒီ FA Cup မှာဆိုရင်တော့မှဒီ FA Cup ကိုသူအနိုင်ကစားခဲ့မယ်ဆိုရင်တော့မှကျွန်တော်တို့ဒီ Europa League ဝင်ခွင့်ရဖို့တနေရာတော့ကတော့သူစဉ်းစားစရာတော့ရှိသေးတယ်ဒါပေမဲ့လည်းဒီ Man City ကရှိနေတာဖြစ်တဲ့အတွက်လွယ်ကူမယ်လို့တော့ကျွန်တော်မထင်မိဘူးအခုလက်ရှိကျွန်တော်ဒီပွဲလင်းကိုတော့ကျွန်တော်ခြေလွှမ်းအရာတွေတို့ဘာလို့ကျွန်တော်မကြည့်တော့ကျွန်တော်ဈေးတန်းအရာကိုပဲကျွန်တော်ကြည့်တော့မယ်ဘာလို့လဲဆိုတော့လက်ရှိမှာနောက်ဆုံး9ပွဲဆက်လောက်ကြီးနောက်ဆုံး9ပွဲမှာဒီ6ပွဲဆက်လောက်ကြီးအထိကြီးလဲရှုံးသားဆိုကျွန်တော်ဒီအသင်းလဲရှုံးသားတာဖြစ်တဲ့အတွက်ဒီညမှာ Chelsea အနေနဲ့ကတော့
ပြန်ပြီးတော့ဒီစူးစမ်းလာမယ်လို့ကျွန်တော်ယူဆမိတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲစဉ်ကိုကျွန်တော် Chelsea body တစ်ကြောင်းနဲ့ကိုပဲကျွန်တော်ရွေးချယ်ကြည့်ခြင်းနဲ့ပြီးတော့ဒီဂိုးပေါင်းစည်းက3ပေါင်း30စာအရတော့ဒီဂိုးပေါင်းစည်းကတော့ဒီဂိုးပေါင်းအပေါ်ဘက်ကိုခေါ်နေတဲ့ဟိုဈေးတန်းမျိုးမှာရှိပေမဲ့လည်းကျွန်တော်ဂိုးပေါင်းအပေါ်ပပလောက်ကိုတော့ကျွန်တော်ရွေးချယ်ကြည့်ခြင်းပါတယ်ပြီးတော့ကျွန်တော်ဒီ Chelsea body ကိုတော့ကျွန်တော်ပို့ပြီးတော့ရွေးချယ်ကြည့်ခြင်းပါတယ်ကျွန်တော်ဒုတိယပွဲစဉ်ကလည်းကျွန်တော်ဒီ Real Madrid နဲ့အခုလက်ရှိမှာအလာဘတ်Real ကကျွန်တော်ဒီအင်ကွင်းကနေမှဒီနှလုံး30စားလောက်ထိတော့ပေးထားတယ်ဂိုးပေါင်းသေးကကျွန်တော်3အနှုတ်50ဒီဂိုးပေါင်းဈေးတန်းကဒီတော်တော်လေးဒီထူးဆန်းတဲ့ထဲမှာတော့ပါတယ်ဘာလို့လဲဆိုတော့အခုလက်ရှိညီကိုတို့သိတဲ့အတိုင်းပဲကျွန်တော်တို့ဒီဂီတာဖေးတို့ဒီအလာဘတ်တို့ဆိုတာကလည်းဒီဂိုးပေါင်းဈေးတန်းအရာဒီပေးထားတဲ့ဒီဒန်းတူအသင်းတွေလို့တော့ကျွန်တော်ယူဆမိတယ်ဘာလို့လဲဆိုတော့အခုလက်ရှိဒီ3အနှုတ်50စားအရာကအလာဘတ်အနေနဲ့ဒီတစ်လုံးလောက်ထိရမယ်ဆိုတဲ့ဒီဈေးတန်းမျိုးမှာတော့ရှိနေတဲ့ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုတော့ Real အနေနဲ့ကလည်းကျွန်တော်တို့ဒီလက်ရှိမှာကဒီပြိုင်ပွဲဆောင်ကျွန်တော်တို့ဒီဖလားမဲ့ယာဒီလို့တော့ပြောယူလို့ရနေပြီဘာလို့လဲဆိုတော့အခုလက်ရှိဒီအမှတ်1ကကျွန်တော်ဒီအဆင့်1ကဘာစီလိုနာနဲ့ကကျွန်တော်တို့ဒီ6မှတ်လောက်ထိတော့ကွာနေတယ်ရောရမှတ်ကလည်း6မှတ်လောက်ကွာတယ်ဒီဂိုးကလည်းကွာချားနေတာဖြစ်တဲ့အတွက်ဟိုသူတေချာလေးတော့ထပ်ပြီးတော့ကစားမယ်လို့တော့ကျွန်တော်ယူဆမိတယ်ဘာလို့လဲဆိုတော့အခုလက်ရှိမှာက Real အနေနဲ့ကလည်းဒီနီးပြလက်ထက်မှာကတကယ်နိုင်ထိုက်တဲ့ပွဲတွေကိုသူမနိုင်ထားဘူးဒီအသင်းငယ်တွေကိုလည်းသူရှုံးနေထားတဲ့အဲ့အသင်းတွေကိုသူမရှုံးနေခဲ့ဘူးဆိုရင်တော့မှဒီ UCL ကထွက်ခဲ့ရရင်တော့မှဒီ La Liga ကဒီဖလားကိုတော့သူမျှော်မှန်းလို့ရသေးတယ်အခုလက်ရှိမှာတော့လုံးဝမျှော်မှန်းလို့တော့ရမယ့်အဲမှာတော့မပါနေဘူးဘာလို့အခုလက်ရှိ Real Madrid ကလည်းညီကိုတို့သိတဲ့အတိုင်းပဲကျွန်တော်တို့ဒီနောက်ဆုံးကစားခဲ့တဲ့ဒီပွဲစဉ်တွေကိုကြည့်ရမယ်ဆိုရင်တော့မှကျွန်တော်ဒီပွဲစဉ်တွေမှာကဒီဟိုဘိုင်ယန်ကိုတော့သူ 4-3 ဆိုတဲ့ရလက်နဲ့တော့သူအရင်နေပြီးတော့သူရှုံးခဲ့တယ်ပြီးတော့ကျွန်တော်ဒီနောက်ဆုံးဂျီရိုနာကို 1-1ပြီးတော့ဒီမာယော့ကာကိုမှအဝေးကွင်းကနေမှ 2-1လုံးဝဒီဘိုင်ယန်ဆိုရင်တော့မှပထမကြော့မှာ 1-2 ဆိုတဲ့ရလက်နဲ့လုံးဝဒီခြေစွမ်းပိုင်းကတော်တော်လေးဒီစိုးနေတဲ့ထဲမှာလည်းပါတယ်လူမစုံပေမဲ့လည်းဟိုလက်ရှိမှာတကယ်ကောင်းတဲ့ player တွေလည်းရှိပါတယ်ညီကိုတို့သိတဲ့အတိုင်းပဲအခုလက်ရှိကျွန်တော်ဒီအလာဘတ်ဘတ်ကိုကြည့်ရမယ်ဆိုရင်တော့မှအလာဘတ်ကနောက်ဆုံး9ပွဲမှာ3ပွဲလောက်ထိတော့တည်ကြထားတယ်တပွဲနိုင်တယ်ကျွန်တော်ဒီတပွဲလောက်ပဲသူရှုံးနေထားတာလေးတွေတော့ရှိတယ်အခုလက်ရှိအမှတ်ပေးစရာအရာမှာရှိကြည့်ရမယ်ဆိုရင်တော့မှဒီလက်ရှိဒီတန်ဆင်းစွန်ကဒီ LG နဲ့ကဒီတမှတ်လောက်ပဲကွာတယ် brother တို့မင်းညာကဆိုရင်လည်း LG ကဒီတရေတမှတ်ယူသွားတာဖြစ်တဲ့အတွက်အခုလက်ရှိမှာကဒီကြည့်ရမယ်ဆိုရင်တော့မှဒီ Osasuna ကျွန်တော်ဒီ Valencia တို့ထပ်ဆိုင်တော့မှဒီအလာဘတ်ကဂိုးသွင်းရရှိတယ်အဲ့အတွက်ကြောင့်ဒီဘူကီရီအနေနဲ့ကဒီအလာဘတ်တစ်လုံးရမယ်ဆိုပဲဒီခြေနှမ်းမျိုးကိုပေးထားတယ်လို့ဒီဂိုးပေါင်းစည်းကိုပေးထားတယ်လို့ကျွန်တော်ယူဆမိတယ်ဘာလို့လဲဆိုတော့အခုလက်ရှိမှာကကျွန်တော်ဒီ head to head အရာကျွန်တော်ပထမအကြော့မှာတုန်းကဆိုရင်တော့မှဒီ Real ကဒီ body ဈေးတန်း 1D ဆိုပြီးတော့ပေးထားတယ်ဂိုးပေါင်းစည်းက3အပေါင်း50ဆိုပြီးတော့ကျွန်တော်ဒီဈေးတန်းတစ်ရက်ကိုပေးခဲ့တယ်အဲ့ပွဲစဉ်မှာဆိုရင်တော့မှဒီ1-2ဆိုတဲ့ရလနဲ့တော့ဒီ Real တို့အသင်းတော့နိုင်ခဲ့တယ်ပေါ့အခုလက်ရှိမှာတော့ဒီ Real ကဒီညမှာကျွန်တော်အနည်းဆုံးတော့ဒီ2-1တပေါက်လို့သွားလိမ့်မယ်လို့တော့ကျွန်တော်ယူဆမိနေဘာလို့လဲဆိုတော့အခုလက်ရှိဒီပေးထားတဲ့ဈေးတန်းအရာကတော့ကျွန်တော်ကိုပေါင်းအပေါ်ဘက်ကိုသွားမယ်ဆိုတဲ့ဈေးတန်းမျိုးကျွန်တော်အခုလက်ရှိဒီဟို Real အနေနဲ့ကတော့ဒီပွဲစဉ်ကိုတော့ကျွန်တော်ဂိုးမပြတ်တော့ဘူးလို့တော့ကျွန်တော်ယူဆမိတယ်အနည်းဆုံးဒီအလာဘတ်ကတစ်လုံးလောက်ရခဲ့ရင်တော့မှဒီ3-1တပေါက်လောက်ဆိုရင်တော့မှကျွန်တော်တို့အပြားစွန်းလေးလောက်ပဲရမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲစဉ်ကိုတော့ကျွန်တော်ဂိုးပေါင်းအပေါ်ဘက်ကိုတော့ကျွန်တော်ရွေးချယ်ကြည့်ချင်တယ်ဘာလို့ဆိုတော့ညီကိုတို့သိတဲ့အတိုင်းပဲကျွန်တော်အလာဘတ်တို့ဂီတာဖေးတို့ကလည်းဒီဂိုးပေါင်းဈေးတန်းအရာကတူနေတဲ့အသင်းမျိုးကိုမှဒီအခုလက်ရှိမှာ3အနှုတ်50ဟိုအရှုံးအရာတော့ဒီဂိုးပေါင်းဈေးကတော့ဂိုးပေါင်းအပေါ်ဘက်ကိုသွားမယ်ဆိုရင်ဈေးတန်းမျိုးကိုတော့ပေးထားတယ်ကျွန်တော်ဒီလေးလုံးရောက်မရောက်ကိုပဲကြည့်ရမယ် brother ကျွန်တော်ကတော့ဒီပွဲစဉ်ကိုကျွန်တော်ဂိုးပေါင်းအပေါ်တော့ကျွန်တော်ရွေးချယ်ကြည့်ချင်ပါတယ်ဒီ body ဆော့ချင်တဲ့ညီကိုတွေကတော့ဒီ real body ကိုဒီပြားအစွန်းလေးတော့ရလိမ့်မယ်လို့တော့ကျွန်တော်ယူဆမိတယ်ဒီအနည်းဆုံးဒီဂိုးပေါင်းမပေါ်ခဲ့ဘူးဆိုရင်တော့မှဒီ3-1မဟုတ်ဘူးဆိုရင်တော့မှ2-1အဲ့တဘောလောက်တော့သွားမလားအဲ့တစ်ချက်တော့ကျွန်တော်ယူဆမိယူဒီနေ့လေးတော့ဒီ risk များတဲ့အပိုင်းနဲ့မှာလည်းပါတယ်ဒီတစ်ချက်ကိုကြည့်ရမယ်ဆိုရင်တော့မှကျွန်တော်အနည်းဆုံးကျွန်တော်ဂိုးပေါင်းအပေါ်ကိုတော့ပို့ပြီးရွေးချယ်ကြည့်နေတယ်ညီကိုတို့ဟိုအကြိုက်တူမှသာလိုက်ဆော့ပါဘာလို့ဒီညပွဲတင်တွေကဒီတခြားပွဲတွေလည်းရှိတာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ညကျွန်တော်ရွေးချယ်ပြီးတဲ့ကျွန်တော်နှစ်ပွဲကတော့ကျွန်တော် Brighton နဲ့ကျွန်တော် Chelsea ကိုမှကျွန်တော် Chelsea body နဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ပါတယ်ပြီးတော့ကျွန်တော် Real Madrid နဲ့ကျွန်တော်အလာဘတ်ကိုတော့ကျွန်တော်ပထမဦးစားပေးအရာတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ပါတယ်ဒုတိယဦးစားပေးအနေနဲ့ကတော့ကျွန်တော် Real body ကိုတော့ကျွန်တော်ခပ်ပါပါလေးတော့ကျွန်တော်ကြိုက်ပါတယ်ညီကိုတို့အကြိုက်တူမှသာလိုက်ယူပါကြိုက်မတူဆိုရင်တော့ပကံမီကစားနိုင်တယ်ကျွန်တော်မနေ့ကကျွန်တော်နှစ်ပွဲပေးခဲ့တယ်နှစ်ပွဲမှာဆိုလည်းပြားဆုံးလေးတွေတော့နိုင်လိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ဘာလို့ဆိုတော့ကျွန်တော်မနေ့ကကျွန်တော် one hand body ပေးခဲ့တယ်ပြီးတော့ကျွန်တော် letchy body ဆိုရင်လည်းကျွန်တော် letchy body ပေးခဲ့တယ် one hand ပွဲစဉ်မှာဆိုရင်တော့မှကျွန်တော် one hand body နဲ့ကျွန်တော်ဂိုးပေါင်းအောက်ဆိုပြီးတော့ကျွန်တော်ပေးခဲ့တယ်ပြီးတော့ကျွန်တော် letchy နဲ့ပွဲမှာဆိုရင်တော့မှ letchy body နဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုပေးခဲ့ပြီးမယ်ဂိုးပေါင်းအပေါ်ကတော့အဆင်မပြေခဲ့ဘူးပေါ့ကျွန်တော်ဒီ letchy body ကတော့ဒီပြားဆုံးလေးလောက်တော့ရလိမ့်မယ်လို့တော့ကျွန်တော်ယူဆမိတယ်ကျွန်တော်ဒီနေ့မှလည်းအနိုင်နဲ့ပန်းနိုင်ပါသေးကျွန်တော်ဒီနေ့ညမှာလည်းကျွန်တော်ဒီတိမ်ခွန် channel မှာ
ကျွန်တော်ဒီတပွဲကောင်းနဲ့ကျွန်တော်မောက်ကတ်ကိုကျွန်တော်တကက်နှစ်ကက်လောက်တော့ကျွန်တော်ရအောင်တော့ကျွန်တော်တင်ပေးမယ်ကျွန်တော်အကြိုက်တွေးတဲ့ခါကျရင်တော့ကျွန်တော်တင်ပေးမယ်ဒီညီကိုစိတ်ဝင်စားရင်လာရောက် join ဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့ပြီးတော့ကျွန်တော်ရဲ့ဒီ YouTube ဒီ Facebook TikTok ကဟိုဒီ like and follow ဒီ subscribe မလုပ်ရသေးရင် subscribe လုပ်ဖို့မမေ့ပါနဲ့ဦးလို့ကျွန်တော်မှာကြပါတယ်များများ share ခြင်းဖြင့်ကူညီပေးပါလို့ကျွန်တော်မျှော်လင့်မိပါတယ်အားလုံးပဲ good luck ပါကျွန်တော်နောက် video တစ်ခုမှပြန်ပြီးတော့တွေ့ကြမယ်